အားလုံးမင်္ဂလာပါဗျာဒီနေ့က module reference အပိုင်းကိုသွားမယ်အဲ့တော့ module reference က dynamically instantiate လုပ်အဲ့တော့ module reference ကိုတော်တော်လေးပဲသွားတယ် dynamically cat service မှာသွားပြီးတော့ dynamically ဘာသွားလုပ်မလဲဆိုရင် constructor မှာကျွန်တော်တို့ကဒီမှာ private module reference ကို nest.js ကိုကနေယူလိုက်မယ်ဒါဆိုရင် module reference ကစတော့ instance တွေကိုထွက်ချင်တယ်ဆိုလို့ရှိရင်ဘယ်ကနေယူရမလဲဆိုလို့ရှိရင် module reference ကget method ရှိတယ်ကျွန်တော်တို့ကမလုပ်ရမလဲဆိုရင် cat service ကဒီတိုင်းမရဘူးအဲ့ကြလို့ရှိရင် implement cat module on module init ဆိုပြီးတော့ module ကို initialize လုပ်တဲ့ကိစ္စက function အနေနဲ့ module init လုပ်ရမယ်အဲ့တော့အဲ့ဒီနေရာမှာ module init ကိုလုပ်တဲ့နေရာမှာကျွန်တော်တို့ဘာဖြစ်မလဲဆို this.service ဘာဖြစ်လို့လဲဆိုတော့ this.service က hello service equal to await this.module reference dot get hello service ကိုကျွန်တော်တို့ယူမယ် npm run okay အဲ့တော့ await ဆိုရင် assign ဖြစ်မှာပေါ့ element နဲ့ okay အဲ့တော့ provider ထဲမှာဆိုရင် get module တွေကိုတွားပြီးတော့ service hello service ဆိုရည်transient scope provider ဖြစ်နေတော့ကိုယ်စနဲ့ကိုတော့မိပြီမလို့ကိုယ်စနဲ့ကိုပြရှင်လာမိသွားပြီ okay transient service ဒါအဲ့ဒါဆိုရင် hello service တို့ဘာလို့ကိုယ်ဒီလိုမျိုး provider တွေကဟောဖြစ်တယ်ဆို transient service ဆိုတော့ယူလို့မရဘူးအဲ့ဒီကိစ္စက the same apply to module reference ပါတယ်ဘောရချင်းတူတူပဲနော်အဲ့ဒါဆိုလို့ရှိရင်စောနာကဟိုနဲ့ယူလို့မရဘူးတကယ်လို့ဒါနဲ့လူချင်းနဲ့ဆိုရင်ကျွန်တော်တို့ကစောနာက hello service ကိုတွားပြီးတော့ဒါပေးထားရင်အဲ့တော့ပြီးရင်ဒီ error တက်မယ်အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကဘယ် file တော့ကိုင်မယ်ဆိုရင် get service မှာ resolve နဲ့ပတ်ရှင်းရdone okay resolve နဲ့ဆိုရင်service မှာ resolve ဖြစ်မယ် await နဲ့ resolve လုပ်မယ်အဲ့ဆို resolve က unique instance ဖြစ်မယ်ဆိုလိုချင်တာကဘယ်လိုလဲဆိုတော့ constant hello service is equal to await promise.all okay promise of all မှာ this module reference resolve hello service ကိုနှစ်ခါခေါ်လိုက် hello ကိုနှစ်ခါခေါ်ပြီးတော့ console.log မှာ hello service ရဲ့0ကန်က hello service ရဲ့1ကန်နဲ့ညီလားဆိုပြီးတော့တိုက်ပြီးတော့စီရင် false resolve လုပ်လို့ပေါ်တာဖြစ်ပါ false ဖြစ်တယ် false ဆိုတဲ့ output ကြီးကဒီမှာထွက်လာအဲ့တော့အဲ့ false ဆိုတာတော့ဒီ resolve method ကသူက instance ကို unique instance ဖြစ်တဲ့အတွက်ကြောင့်မလို့သူကသူ subtree dependency injection subtree တိကျရှိတဲ့အတွက်ကြောင့်မလို့ဒါကိုတူညီစွာလိုချင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဘယ်ကယူရမလဲဆိုလို့ရှိရင် constant context id က context id factory dot create ဆိုပြီးတော့ context id ကို create လုပ်မယ်ပြီးပြီဆိုတော့မှ context id ထည့်ယူမယ်ဒီကနေ context id ကိုရွေးမယ်ညီးသွားပြီအဲ့ကြလို့ရှိရင်ထူးဖြစ်သွားပြီအဲ့တော့အတူတူလိုချင်တယ်ဆိုရင်တနေရာတွေရောက်နေပြီးတော့တော့တောင်းမှာ context id ရအဲ့ဒါဆိုရင်request ကိုလုပ်ချင်တယ်ဆိုလို့ရှိရင်ကြတော့
ဘာဖြစ်သွားလဲဆို this module reference register request by contact id ဆိုပြီးတော့ contact id ကိုဒီဘက်မှာကျွန်တော်တို့က request ဆိုပြီးတော့ဒီလိုထည့်ပေးလိုက်ရင်ကျွန်တော်တို့ request object ကို pass လုပ်မှရမယ် current subtree ကိုလိုချင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့က current ဗာလေ subtree ကကျွန်တော်တို့ request scope provider မှာ get service of request scope ဖြစ်မယ် get repository instance ကိုလိုချင်တယ်ဆိုလို့ရှိရင် context id create function ပြီးတော့အဲ့ဒီ context identifier တွေကိုဘယ်ကနေယူမလဲဆိုကျွန်တော်တို့ကဒီ constructor မှာ inject လုပ်ထားတာဒီမှာလုပ်ထားတာဒီဘက်မှာ inject ဒါက request မှာပါထားပြီးသား request private request က record string and no ဒါဆိုရင်ပါထားပြီးတဲ့ဇာတ်လမ်းအဲ့ကနေ request ကို plan down လုပ်လို့ရတယ်အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ cat repository ကို plan down မယ်ဆိုကျွန်တော်ဒီ repository တခုလုံးမလုပ်ထားဘူးလုပ်ထားတော့ context id ကိုကျွန်တော်တို့က plan down မယ်ဆိုရင် constant cat repository ကိုကဘာဖြစ်မလဲဆိုတော့ wait this module reference resolve လုပ်မယ် resolve ကပါလဲဆိုတော့ cat repository context id ပေါ့ဗျာကျွန်တော်မှာမရှိအဲ့တော့ cat repository လုပ်မယ် random class ကို dynamically random class ကိုလုပ်မယ်ဆိုလို့ရှိရင် create ဆိုပြီး random class ကို create လုပ်လို့ရတယ် cat schema လို့ဟာမျိုးသွားပြီးတော့ create လုပ်လိုက်လို့ရတယ်ကျွန်တော်တို့ cat factory ဆိုပြီးတော့လုပ်လို့ရတယ်အဲ့ဒါနည်းနည်းတော့ဘာလို့ဖြစ်မယ်ပေါ့နော်ကျွန်တော်လည်းနည်းနည်းဒီမှာစမ်းတော့ကြည့်တယ်ဒါပေမဲ့အဲ့ဒါနည်းနည်းတော့စဉ်းစားကြရတော့ကောင်းတယ်ပေါ့နော်တိတ်ပြီးတော့အရင်ကြီးဖြစ်ဖို့ module reference ပါပဲဒီတိုင်းပဲ lazy loading module ကဘယ်လိုလဲဆိုလို့ရှိရင်ဆိုလိုသည့်အဓိပ္ပာယ်က module တွေကဝုန်းဆိုပြီးတော့လုပ်လို့ဗျာအဲ့ဒါတွေကတော်တော်များတော့အဆင်ပြေတယ်ဒါပေမဲ့ serverless moment မှာဆိုရင်ね code stack က crucial ဖြစ်တယ်ဆိုလိုတာကဘယ်လိုလဲဆိုရင်ဒီ serverless provider တွေမှာပြဿနာပါရှိတယ်ဆိုတော့သူက app တွေကို hibernate လုပ်ဆိုလိုတော့ဒီ app တွေ24နာရီ9ရက်ကြီးကျွန်တော်တို့ကိုယ်စာပေါင်းမှာမောင်းနေတာမဟုတ်တချို့ဟာတွေဆိုရင် hibernate ရှိတယ်အဲ့ဒါကဒါယူရလားတနာကြီးလားမသိဘူးအဲ့ကြလို့ရှိရင်တော့ကိုယ် container လူမလာဘူးဆိုရင်တော့ hibernate ဖြစ်သွားကောင်းတာဘယ်လိုလဲဆို server resource က hibernate ဖြစ်သွားတော့ဖြစ်တော့ဘူးဗျာဒါကြီးတသုတ်တမကြီးသွားပြီးတော့ပူလုံနေရပြဿနာဘာလဲဆိုတော့အဲ့ cold start ဖြစ်သွားတာတချို့ဒီ framework ပုံမှာမူတည်ပြီးတော့ကိုက module တွေလုပ်ရမယ်ဆိုလို့ရှိရင်အဲ့ကောင်ဘူးလုံနေတာနေတော်တော် cold start မှာဒါနာဒါပေမဲ့နားတယ်ဆိုတာဘယ်လိုနာတာလဲဆိုတော့အဲ့ဒါနောက်မှပြကျွန်တော် website ထဲမှာရှိကောင်းရှိနေမယ်TDFB တို့ပါတော့ပေါ့နော် TDFB နာတော့ဘာဖြစ်လဲဆိုတော့ SEO နာဘာဖြစ်လဲဆိုတော့နောက် consequence တွေအများကြီးအဲ့လိုမျိုးနာတော့သူက Next.js ဆိုတာဘာပေးထားလဲဆိုတော့ lazy loading ပေးထားတယ်အဲ့ lazy loading လို့အဲ့တော့ lazy loading ကဘာလဲဆိုလို့ရှိရင် inject လုပ်ပြီးတော့ဒီမှာ private lazy module loader lazy module loader ဆိုပြီးတော့ကျွန်တော်တို့သွားမယ်အဲ့တော့ lazy module တွေကို lazy လုပ်လို့ရတယ်အဲ့တော့ lazy လုပ်တဲ့ရင်ဘာဖြစ်မလဲဆိုတော့ app က won't ကိုတက်သွားမယ်နောက်ကဟာတွေက lazy လုပ်မှာပေါ့အဲ့တော့တကယ်လို့ lazy လုပ်ကိုဘယ်လိုလုပ်မလဲဆိုလို့ရှိရင်ဒါကကိုယ့်ရဲ့ service တွေကသွားပြီးတော့ lazy လုပ်မှာအဲ့တော့ကျွန်တော်တို့ကဘယ်ကနေသွားယူမလဲဆိုလို့ရှိရင် main.typescript ထဲကိုသွားပြီးသွားလို့ရှိရင်ဒီမှာ constant lazy module loader equal to app.get lazy module loader ဆိုပြီးတော့ get ဆိုလို့ရှိရင်ဒါကိုပြန်မသုံးသေးဘူးပြီးသွားပြီဆိုလို့ရှိရင် module ကိုလုပ်ချင်တယ်ဆိုလို့ရှိရင်
အဲ့ဒါဆိုရင်ဒါဘယ်ထဲမှာတော့လောက်အောင်မလဲဆိုလို့ရှိရင်ဒီထဲမှာအဲ့တော့ user module ဆောနာက module reference ဆိုလို့ရှိရင် private တော့ lazy module လောက်တာနေပြီးတော့ input လုပ်မယ်အဲ့တော့ await ဆိုတဲ့အတွက်ကြောင့် assign ဖြစ်ဟုတ်ပြီ sorry လက်လာမှာအဲ့ဒါဆို main ထဲမှာတော့ကန်ရမှာ file all ထဲမှာသွားပြီးတော့ဒီနေရာမှာသွားပြီးတော့ရေးရအဲ့တော့ file all က dot ဖြစ်မှာပေါ့ file all ထဲမှာဒီမှာ user/user.module okay lazy module reference ကိုအဲ့လိုတော့ oh fine အဲ့ဆိုရင်ဒီကောင်ကိုhello template မှာလိုက်အဲ့ဒါဆိုလို့ရှိရင် okay အဲ့ဒါဆိုလို့ရှိရင်သူကဒီမှာlazy load module အားတဲ့ cache lazy module verify return a cache instead of loading the module again နော် app controller ဆိုတော့ this.app service.get hello it's me so app service မှာတော့ပြီးတော့ module reference ဆိုပြီးတော့ဟောဖြစ်မယ်ဘာညာမဟုတ်တော့ then data console.log data ကွာဘာညာမဟုတ်လို့ဖြစ်တယ်ပေါ့နော်wait ဆိုတော့ synchronous လုပ်လိုက်မယ် assign away 2 okay whatever it is အဲ့တော့ module dependency ဒီမှာ lazy module လောက်တာကိုသွားပြီး lazy module dependency initialized အဲ့တော့ lazy module လောက်တင်ကရသွားပြီအဲ့တော့ lazy module လောက်ကတဲ့ module reference ကြောင့်ပဲအဲ့ဒါကဇောနာကတောင်းတထားတဲ့ lazy module မှာ lazy service တွေကို module လောက်ထားမယ်အဓိကကလေတကယ်ကြီး awkward ဖြစ်တာက lazy.module လို့ပေးလို့မရဘဲနဲ့ lazy.module. javascript လို့ပေးရတာက seriously awkward ဖြစ်တယ်ဟုတ်နော်ကျွန်တော်မှားနေလေ comments မှာဝေဖန်ထောက်ပြသွားလို့ရပါတယ်ဒါပေမဲ့ lazy.module ကအလုံးမလုပ်ပါဘူးအဲ့တော့ lazy.module.javascript လို့ပေးမှာလုပ်တယ်ဆိုတော့ lazy loading က controller တွေ gateway တွေ resolver တွေလုပ်မယ်ဆိုလို့ရှိရင်အဲ့တော့ REST API လုပ်မယ် specifying driver တွင်းတဲ့ကပညာလုပ်မယ်ဆိုလို့ရှိရင် register route application success ဖြစ်သွားပြီဆိုလို့ရှိရင် lazy လုပ်လို့မရဘူးအဲ့တော့ microservice package ကိုတဲ့ RabbitMQ တို့ဘာလို့သုံးမယ်ဆိုရင် GraphQL နဲ့ကပညာဆိုရင် subscribe listen to new topic လုပ်လို့မရဘူးတဲ့နော်လို့ရတဲ့ most commonly တဲ့ lazy လုပ်တဲ့ module in situation worker cron job lambda နဲ့ serverless function တွေမှာသုံးတယ်တဲ့နောက် over trigger different service based on the import argument on the other hand lazy loading module may not make too much sense to monolithic application where the startup time is rather irrelevant အဲ့တော့lazy module loading ကိုသုံးခြင်းတယ်ဆိုလို့ရှိရင်အဲ့ဒါက ChatGPT ကိုလည်းအကူအညီတောင်းလိုက်ရတယ်ChatGPT ကလည်းသူကဘာပြောလဲဆိုလို့ရှိရင် lazy loading ကိုသူကဘယ်အတွက်ပဲသုံးရလဲဆိုလို့ရှိရင်ကျွန်တော်တို့က long reporting လုပ်မဲ့ system တွေမှာပဲသုံးမယ်ပုံမှန်ဆိုလို့ရှိရင်ဒါကြီးကအမြဲတမ်းသုံးတယ်လို့သုံးသင့်တယ်လို့မဆိုလိုဘူးလို့သူက define လုပ်တယ်ဗျအဲ့တော့ဒီနေ့ကတော့ဒီလောက်ပါပဲကျွန်တော် channel ကို like and subscribe လုပ်ပေးထားပါဒီနေ့တော်တော်လေးကျွန်တော်တို့ပြန်မှန်းသွားပါတယ်
like လဲကလိထားတာဖြစ်တဲ့အတွက်ကြောင့်မလို့အကျိုးရှိမယ်လို့လည်းထင်ပါတယ်နောက်ရက်ဒီမှာလည်းရက်တရားပြည့်အောင်အကောင်းဆုံးစီစဉ်တင်ဆက်နေမှာဖြစ်တဲ့အတွက်ကြောင့်မလို့ like and subscribe နိုတီလေးကိုယူထားကြပါအောင်ဗျ